အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့ဇွန်ဘီဖြစ်သွားတာတောင်မှသမီးလေးကိုအန်ဒီရဲ့ကင်းတဲ့နေရာထိရောက်အောင်လို့လိုက်ပြီးပို့ခဲ့တဲ့ဇွန်ဘီဖခင်ရဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့2019ခုနှစ်ကထွက်ရှိထားခဲ့တဲ့ကာကိုဆိုတဲ့ဒရာမာဟော်ရာကားလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်တော့ဇလန်လေးကိုအခုပဲစလိုက်ကြရအောင်ဗျာဇလန်လေးရဲ့စမှာတော့ယောက်ျားဖြစ်သူအန်ဒီနဲ့မိန်းမဖြစ်သူခေနဲ့သမီးလေးဖြစ်သူရိုစီတို့ဟာတင်မော်တစ်စင်းထဲမှာအတူတူပါဝင်လာခဲ့ကြပြီးတော့ချောင်းရိုးအတိုင်းမျောပါလာခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အန်ဒီဟာချောင်းရိုးရဲ့ဘေးမှာမိသားစုတစုကိုတွေ့လိုက်ရတဲ့အတွက်အကူအညီတောင်းဖို့အတွက်သွားပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကလူဟာတနက်ထောင်ပြခဲ့လို့အန်ဒီဟာတင်မော်ထဲကိုပြန်ဝင်လာခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ညဘက်ကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့မိသားစုအတွက်အစာရည်သားဟာ3ရက်အတွက်သာလုံလောက်ဖို့ရှိပါတော့တယ်။အဲ့ဒါကြောင့်ပဲအန်ဒီနဲ့ခေတို့ဟာအကြက်ရိုက်နေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ပါဝင်လာကြတဲ့တင်မော်ဟာမြေရိုးတိုင်းစုံစင်းလာခဲ့ကြပြီးတော့တင်မော်ပြက်တစ်ခုကိုတနေရာမှာကန်ကောင်းစွာနဲ့တွေ့မြင်လိုက်ကြရပါတယ်။အဲ့ဒီလိုနဲ့အန်ဒီဟာအချိန်ဆွဲမနေတော့ဘဲနဲ့သူတို့အတွက်အစာရည်သာရှိမယ်ထင်တဲ့တင်မော်ပြက်စီကိုဦးတည်လာခဲ့ပါတယ်။အန်ဒီဟာကန်ကောင်းစွာနဲ့ပဲတင်မော်ထဲမှာဘာအန်ဒီရဲ့မှမရှိဘဲနဲ့အစာရိတ်ခါတွေကိုတွေ့မြင်လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့အန်ဒီရဲ့မိန်းမဖြစ်သူဟာလောဘကြီးပြီးတော့တင်မော်ထဲကအစာတွေကိုတွားပြီးတော့ယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းတစ်ခန်းထဲကဖုတ်ကောင်တစ်ကောင်ရဲ့ကြိုက်ချင်းကိုခံလိုက်ရပါတော့တယ်။အန်ဒီဟာသူ့ရဲ့မိန်းမဖုတ်ကောင်ကြိုက်ခံလိုက်ရတာကြောင့်စိုးရင်ပူပန်နေခဲ့ပြီးတော့သူ့ရဲ့မိန်းမကိုလည်းနှစ်သိမ့်ပေးနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့အန်ဒီဟာသူ့ရဲ့မိန်းမကေအတွက်သူတို့နေတဲ့တင်မောကိုစွန့်ခွာခဲ့ပြီးတော့ဆေးရုံရှိတဲ့နေရာကိုထွက်လာခဲ့ကြပါတယ်။သူတို့တွေသွားတဲ့လမ်းတစ်လျှောက်မှာလည်းဖုတ်ကောင်တွေကိုတပ်ဖြတ်ထားတဲ့အလောင်းတွေကိုလည်းတွေ့မြင်ခဲ့ကြရပါတယ်။နောက်တစ်ခါမှာတော့တိုမီဆိုတဲ့ကောင်မလေးဟာသူ့ရဲ့အဖေဖုတ်ကောင်အတွက်အစာကျွေးနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့အန်ဒီတို့လင်မယားတွေဟာခရီးဆက်လာခဲ့ကြရင်းနဲ့တနေရာမှာတော့ကားကိုရှာဖွေတွေ့ရှိခဲ့ကြပြီးတော့ဖုတ်ကောင်တစ်ကောင်ရဲ့လက်ကနေကတ်တီးလေးလွတ်မြောက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာကိုအရောက်မှာတော့ကေဟာသူ့ရဲ့ယောဂလက္ခဏာအတိုင်းစပြီးတော့ဖောက်ပြန်နေခဲ့ပါပြီ။တိုမီဆိုတဲ့ကောင်မလေးကလည်းထုံးစံအတိုင်းသူ့ရဲ့အဖေဖုတ်ကောင်အတွက်အစာရှာပြီးတော့ကျွေးနေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အဖေဖုတ်ကောင်ရဲ့အစာစားတန်ကိုမကြားတော့တာကြောင့်တိုမီဟာသူ့အဖေဖုတ်ကောင်ကိုလိုက်ပြီးတော့ရှာဖွေနေခဲ့ပါတယ်။တစ်ဖက်မှာလည်းအန်ဒီတို့ဟာကားမောင်းလာရင်းနဲ့လမ်းမှာဖုတ်ကောင်တစ်ကောင်ကိုတွေ့မိတာကြောင့်ကားကိုအမြန်ရှောင်တိန်ခဲ့ရပါတယ်။သူတို့ရဲ့ကားဟာတစ်ပင်ကိုအရှိန်နဲ့ဝင်ဆောင်ခဲ့တာကြောင့်အန်ဒီနဲ့ခေတို့ဟာလည်းသတိလစ်သွားခဲ့ကြပါတယ်။အန်ဒီပြန်ပြီးတော့သတိရလာတဲ့အချိန်မှာတော့သူ့ရဲ့မိန်းမဟာဖုတ်ကောင်လုံးကြီးကိုဖြစ်နေပါပြီ။အဲ့ဒီလိုနဲ့အန်ဒီဟာသူ့ရဲ့မိန်းမဖုတ်ကောင်ရဲ့ကြိုက်တာကိုလည်းခံလိုက်ရပါတော့တယ်။ဒီလိုနဲ့အန်ဒီဟာသူကြိုက်ခံရတဲ့အနာကိုကြည့်နေခဲ့ပြီးတော့သူ့မှာအချိန်ဘယ်လောက်ရလဲဆိုတာကိုသိရှိဖို့အတွက်လည်းနိုင်ကိုပတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်ကနေစလို့အန်ဒီဟာသူ့သမီးလေးကိုစိတ်ချတဲ့နေရာကိုပို့ဖို့အတွက်ရှာပုံတော့စပြီးတော့ဖွင့်ခဲ့ပါတော့တယ်။တနေရာကိုရောက်မှာတော့အန်ဒီဟာဒုက္ခရောက်နေတဲ့သူတယောက်ကိုကူညီပေးခဲ့ပြီးတော့အဲ့ဒီလူနေတဲ့နေရာကိုပါလိုက်သွားခဲ့ပါတယ်။အန်ဒီဟာသူနေတဲ့နေရာကိုရောက်ရှိတဲ့အချိန်မှာတော့အဲ့ဒီလူဟာသူ့ရဲ့ကလေးကိုသူ့ရဲ့မိန်းမနဲ့ထားခဲ့ဖို့ပြောပြီးတော့အန်ဒီကိုတော့သူ့ရဲ့အနောက်ကိုလိုက်လာခဲ့ဖို့အတွက်ဖိတ်ခေါ်နေခဲ့ပါတယ်။အန်ဒီလိုက်သွားတဲ့အချိန်မှာတော့အဲ့ဒီသူဟာလူကောင်းတစ်ယောက်မဟုတ်မှန်းကိုသိလိုက်ရပါတယ်။အဲ့ဒီသူကတော့အပြစ်မရှိတဲ့သူတွေကိုလှောင်ချိုင်ထဲကိုထည့်ပြီးတော့သူ့ရဲ့အကျိုးအမြတ်အတွက်အမျက်ထုတ်နေတဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုအန်ဒီသိလိုက်ရပါတယ်။တစ်ဖက်မှာလည်းထိုလူရဲ့မိန်းမဟာအန်ဒီရဲ့ကလေးကိုမြှူနေခဲ့ပြီးတော့ကလေးမှာဖုတ်ကောင်တွေရဲ့အစည်းတွေဖြစ်နေတဲ့အရာကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်သူမဟာအန်ဒီဟာလူကောင်းမဟုတ်ဘဲနဲ့ဖုတ်ကောင်ဖြစ်နေပြီဆိုတာကိုသတိထားမိသွားခဲ့ပါတယ်။အဲဒီညမှာတော့အန်ဒီဟာသူ့ရဲ့ယောဂဟာပုံမဆိုးဝါးလာတဲ့အတွက်သူ့ကိုယ်သူအဆုံးစီရင်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့သမီးကိုစောင့်ရှောက်ပေးနေတဲ့အမျိုးသမီးဟာသူ့ရဲ့အနားကိုရောက်ရှိလာပြီးတော့ကိုအဆုံးမစီရင်ဖို့နဲ့သူ့ကိုပါခေါ်ပြီးတော့ထွက်ပြေးပေးဖို့အတွက်ပြောနေခဲ့ပါတယ်။အန်ဒီကတော့အဲ့ဒီအမျိုးသမီးကိုမင်းရဲ့ယောက်ျားကိုထားပြီးတော့ဘာလို့ထွက်ပြေးမှလဲလို့မေးနေခဲ့ပါတယ်။အမျိုးသမီးကတော့အဲ့ဒီလူဟာကျမရဲ့ယောက်ျားမဟုတ်ကြောင်းနဲ့ကျမရဲ့ယောက်ျားနဲ့အဖေကိုသူကတပ်ပြီးတော့ကျမကိုအလိုမတူဘဲနဲ့ပေါင်းသိမ်းနေထိုင်ကြောင်းကိုလည်းပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုပ်မာတဲ့ကောင်ကရောက်ရှိလာပြီးတော့အန်ဒီကိုတနက်တင်နဲ့ထူပြီးတော့လှောင်ချိုင်ထဲကိုပို့လိုက်ပါတယ်။လှောင်ချိုင်ထဲမှာလည်းတိုမီကိုတွေးရှိခဲ့ပြီးတော့မကြခင်မှာလည်းဖုတ်ကောင်တွေကရောက်ရှိလာတော့မှဖြစ်လို့သူတို့နှစ်ယောက်အဲ့ဒီအချုပ်ကနေလွတ်ဖို့အတွက်ကြိုးစားကြရပါတော့တယ်။အန်ဒီနဲ့တိုမီတို့လည်းအချုပ်ထဲကနေလွတ်မြောက်လာကြပြီးတော့မတရားသိမ်းပိုက်ခံထားရတဲ့အမျိုးသမီးကိုပါတခါတည်းခေါ်ဆောင်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲအချင်းရုပ်တဲ့ဘစ်ကအဲ့ရကနေနိုးလာပြီးတော့အန်ဒီတို့ကိုတနက်နဲ့လှမ်းပြီးတော့ပြစ်လိုက်ပါတယ်။ကန်ကောင်းစွာနဲ့ပဲအန်ဒီတို့ကိုမထိဘဲနဲ့အမျိုးသမီးကိုထိမှန်သွားပါတယ်။အန်ဒီတို့ဟာအဲ့ကနေထွက်ပြေးလာကြပြီးတော့သူတို့အစာရည်စာပြက်လက်တုံးကပထမဦးဆုံးအကူအညီတောင်းဖို့အတွက်တွေ့ခဲ့ကြတယ်။မိသားစုစီကိုပြန်ပြီးတော့ရောက်လာခဲ့ကြပြန်ပါတယ်။အဲ့ဒီမိသားစုရဲ့အဖေကလည်းဖုတ်ကောင်ကြိုက်တာခံရပြီးတော့သူ့ရဲ့မိန်းမနဲ့သူ့ရဲ့ကလေးနှစ်ယောက်ကိုပါတခါတည်းသူနဲ့အတူတက်တည်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။အဲ့ဒီမိသားစုလည်းသူတို့ကိုသူတို့တက်တည်သွားကြပါတယ်။အန်ဒီဟာလည်းသူ့ရဲ့သမီးလေးနဲ့တိုမီကိုသူဖုတ်ကောင်ဖြစ်သွားခဲ့ရင်ဒုက္ခပေးမိမှာဆိုတဲ့အတွက်သူ့ကိုယ်သူအဆုံးစီရင်ဖို့အတွက်စဉ်းစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတိုမီကရောက်ရှိလာပြီးတော့အန်ဒီကိုအာတင်ထားဖို့ပြောရင်းနဲ့ခရီးဆက်ဖို့အတွက်ပြောနေခဲ့ပါတယ်။တိုမီကတော့ဖုတ်ကောင်တွေအနက်မခံနိုင်တဲ့အဖြူမုတ်တွေကိုတုပ်လိမ့်နေပြီးတော့ခရီးဆက်လာကြပါတယ်။လမ်းတစ်လျှောက်မှာလည်းအစားတောင်းကျမ်းနေတဲ့ဖုတ်ကောင်တွေကိုလည်းသူတို့တွေ့မြင်ကြရပါတယ်။အန်ဒီဟာခရီးလမ်းမှာသူ့ရဲ့ယောဂဟာပုံမိုဆိုးရလာခဲ့ပြီးတော့ခလေးနှစ်ယောက်နဲ့အတော်လေးကိုဒုက္ခတွေ့နေခဲ့ကြပါတယ်။
သူ့ရဲ့ယောဂဟာအတော်လေးကိုဆိုးဝါးလာခဲ့ပြီးတော့ဖောက်ကောင်လုံးလုံးအဖြစ်သို့ပြောင်းနေခဲ့ပါပြီ။အဲဒါကြောင့်ပဲအန်ဒီဟာသူ့ရဲ့အသိစိတ်တွေလွတ်သွားပြီးတော့တိုမီနဲ့သူ့ရဲ့သမီးလေးကိုပြန်ပြီးတော့ဒုက္ခမပေးနိုင်ရန်အတွက်အန်ကတ်တွေကိုပါတတ်ထားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဖောက်ကောင်တွေကိုနှိမ်နင်းနေတဲ့အဖွဲ့ကအသေးအတန်ဖောက်ကောင်တွေကိုလိုက်လံပြီးတော့နှိမ်နင်းနေကြပါတယ်။အန်ဒီကတော့အသိစိတ်လုံးဝလွတ်ထွက်သွားပြီးတော့အသားညှိနှံရှိရာနောက်ကိုသာလိုက်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ညံကောင်းတဲ့တိုမီဟာသူ့ရဲ့လူမျိုးတွေရှိတဲ့ဖောက်ကောင်တွေနှိမ်နင်းတဲ့အဖွဲ့စီကိုရောက်ရှိလာကြပါတယ်။အဲဒီလိုနဲ့ပဲဖောက်ကောင်နှိမ်နင်းတဲ့အဖွဲ့ကတိုမီနဲ့ခလေးကိုခေါ်လိုက်ကြပြီးတော့အန်ဒီကိုတတ်ဖို့အတွက်လုပ်ကြပါတယ်။တိုမီကတားလိုက်ပြီးတော့အန်ဒီကိုညင်ညင်တသာသေးစေဖို့အတွက်သူ့မိမခေရဲ့ရေမွေးနှံကိုဖြန်းပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖောက်ကောင်တွေနှိမ်နင်းတဲ့အဖွဲ့ကအန်ဒီကိုအဆုံးစီရင်ပေးလိုက်ကြပါတော့တယ်။တိုမီနဲ့အဲ့ဒီကလေးမလေးတို့ဟာလည်းဖောက်ကောင်နှိမ်နင်းတဲ့အဖွဲ့စီကိုအန်ဒီရဲ့ကင်းစာနဲ့လိုက်ပါသွားရင်းနဲ့ဇလန်လေးကလည်းဒီနေရာမှာတင်ပြီးဆုံးသွားပါတယ်ခင်ဗျာ။ဒီဇာကားလေးကိုကြည့်ချင်းအပြင်ဖခင်တယောက်ရဲ့မြတ်တာဟာဘလောက်အထိကြီးမားနေလဲဆိုတာကိုသိတာထင်ရှားစွာတွေ့မြင်ကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဇလန်လေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ပါပြီးတော့စီးမျောခံစားပေးကြတဲ့တယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။